ဒီနေ့အတွက်သင်ခန်းစာကိုလုပ်ဖို့အတွက်ရင်းနှီးဖွင့်ထားတဲ့ file လေးကိုဖွင့်လိုက်ပါတော့ဒီကောင်ဒီfile လေးကိုဖွင့်လိုက်ပါတော့ဒီနေ့ကဒီ conditional formatting အကြောင်းလေးပြောရအောင်နော်ဒီနေ့as table လေးတွေဒီကောင်အကုန်လုံးမှတ်လိုက်ပါတော့မှတ်ပြီးတော့ table ဒီကိုကြိုက်တာလေးတွေကိုယူလို့ရတာပေါ့နော်ဒီ format as table တခုလုံး format လုပ်တာပေါ့okay နဲ့လည်းဒီလိုမျိုး table လေးရတာပေါ့နော် table လေးရအောင်မှာကျွန်တော်တို့ကဒီကောင်ကတော့ table ပေါ့နော် table ကိုယူရကြိုက်တာယူလို့ရဟိုင်းရှိရပေါ့နော်လာမယ်တင်တာလေးယူတာပေါ့အဲ့ဒါမှကျွန်တော်တို့ဒီကောင် table တစ်ခုလုံးပေါ့နော်အဲ့ဒါမှကျွန်တော်တို့က cell တစ်ခုချင်းလောက်ချင်တယ်ဆိုဒီဒေါ်လာဆိုတဲ့အတန်လေးကိုမှတ်လိုက်ပါတော့ဒေါ်လာဆိုတဲ့အတန်လေးကိုမှတ်ပြီးဒီကောင်ဒီမှာရောင်လေးခွင့်ရွှဲတော့ကိုကြိုက်တာလေးကိုရွေးလိုက်ပါတော့ဒေါ်လာဒါမျိုးရွေးလို့ရပါတော့အဲ့တော့ကျွန်တော်တို့ဒီ home tab မှာရှိကျွန်တော် cell group ပေါ့ cell group မှာကျွန်တော် insert တို့ delete တို့ format တို့ဒီ insert တော့ဘာလို့ဆိုထည့်တာပေါ့နော်ကျွန်တော်တို့ column တွေပါတိုးချင်တာတို့ row တွေပါတိုးချင်တာတို့မှတ်ထားပါတော့ဒီမှာ insert ဒီမှတ်ထားတာရဲ့အပေါ်ဘက်မှာတိုးပေးသွားမှာပေါ့နော်ဒေါ်လာနဲ့ဒေါ်များကြမှာတိုးချင်တယ်ဆိုဒေါ်လာအောင်မှတ်တာပေါ့နော်ကျွန်တော်တို့ရှိရိုးဆိုတာလည်းနှိပ်လိုက်မယ်ဆိုကျွန်တော်ဒီမှာတိုးလိုက်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ဒီကောင် column ကိုတိုးချင်တယ်ဆိုရင်ဒီကောင် NRC ဒီ NRC ကိုမှတ်တာ NRC ရဲ့ရှေ့ကကွက်ပေါ့နော်ရှေ့ကကွက်ကိုတိုးပေးမှာပေါ့နော်ဒီကွက်ပေါ့ဒီကွက်ရဲ့မှာရှေ့မှာတိုးပေးမှာပေါ့column ရှေ့ကကွက်ကိုတိုးပေးတာပေါ့နော်အဲ့တော့ကျွန်တော် icon ကိုပြန်ဖြစ်တဲ့နည်းလေးရှိရပေါ့နော်ပြန်ဖြစ်ရင်တော့ delete ပေါ့ delete ရှေ့ column ဖြစ်ချင်တဲ့ကွက်ကိုမှတ်ပေါ့delete ရှိရောအဲ့တော့ကျွန်တော်တို့ဒီကောင်လေးပေါ့နော်ဒီကောင်ဖိတာ3နည်းကိုတော့နောက်မှဒီမြားလေးတွေပြတာနော်ဖိတာ3နည်းကိုတော့နောက်မှရှင်းပြပါမယ်နော်ကျွန်တော်တို့ဒီကောင်လေးဒီလိုလုပ်ကြည့်မယ်ပေါ့ဒီကောင်လေးဒီအကျယ်လေးတွေအမြင့်လေးတွေ sorry လို့ဆက်ဒါမျိုးလေးတွေမညီမညာဖြစ်နေရမျိုးရှိရပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကတိတိကျကျလေးထွက်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာပေါ့ format မှာရှိကျွန်တော်တို့ row height ကိုကျွန်တော်တို့လောက်ထားလို့ဆို height ဆိုအဲ့တော့ဝါလောက်ထားလိုက်မယ်20လောက်ထားလိုက်မယ်ဒီကောင်လေးရဲ့ခြေလေးတွေတူတူဖြစ်သွားပါတော့ဒီကွက်လေးတွေတူတူဆိုတော့ကျွန်တော်တို့အဲ့လိုပဲ column word ပေါ့column word အခြေကိုတော့ဒီကောင်အခြေရမှာဖြစ်တဲ့အတွက်35လောက်ထားလိုက်မယ်35ရဲ့ခြေလုံးလိုက်ဆိုရင်အဲ့ဆိုရင်28လောက်ထားလိုက်ဒါမျိုးရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်လေး row လေးတွေကွက်တိထားပါတော့အဲ့တော့ကျွန်တော်တို့ဒီကောင်ကိုမလုပ်လို့ရတော့ဆိုရင် protect sheet ကိုဒီကောင်လေးပြင်တာပြတ်တာတွေကိုကာကွယ်ဖို့ပေါ့နော် protect sheet ထားတဲ့နေပေါ့အဲ့တော့ password ထားတာပေါ့ password ကတော့ကျွန်တော်ဘာထားတော့1 2 3 6ပေါ့ထားလိုက်မယ်1 2 3 4 5 6ကိုနှစ်ခါလုပ်လိုက်ရင်ကဲအဲ့တော့ကျွန်တော်ဒီကောင်လေးကိုပြင်လို့မရတော့ဘူးနော်ပြင်ခြင်း password နိုင်မှပြင်ရတော့မှာပေါ့โอเคအဲ့ဒါတော့ကျွန်တော်ဒီကောင်ကတော့ရုံးနေမှာအဲ့လိုကွန်ပျူတာ2ယောက်သုံးတာတော့3ယောက်သုံးတာတော့အဲ့လိုမျိုးတယောက်ကိုကွန်ပျူတာကိုင်ပြီးတော့ဒီ data တွေကိုပြင်ပြောင်းလဲမှကြောက်ရင်အဲ့ဒါမျိုး protection ထားလို့ရပါဘောเนาะโอเคအဲ့ဒါကျွန်တော်ပုံမှန်တိုင်းပဲ save as sorry တော့အဲ့ဒါကျွန်တော် save as နေရာမှာဒီအိတ်ကပြတ်သွားပြီပေါ့နော်ကျွန်တော်ဒီ9 5ဒီ9ကိုတော့ဆေးလိုက်ဒီနေ့ကတော့တော့ပါပဲနောက်နေ့ကျမှကျွန်တော်တင်ရတာအတစ်တွေပြန်တယ်ပြမယ်ပေါ့နော်ဒီတရားရှိကျွန်တော် comment မှာမေးကြလို့ရပါတယ်